မင်္ဂလာပါတော့ for channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတကယ်ချင်းတို့ကိုမိတ်ဆက်ပေးခြင်းတဲ့စာအုပ်လေးကတော့ Richard Taylor ရေးသားထားတဲ့ Misbehaving ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ကမ္ဘာမှာရှိတဲ့လူသားတွေဟာစီးပွားရေးနဲ့ပတ်သက်လာလို့ရှိရင်မိမိတို့ရဲ့အကျိုးစီးပွားမနစ်နာဖို့အတွက်ဆုံးဖြတ်ချက်တွေကိုပြုလုပ်ကြလိမ့်ရှိပါတယ်တကယ်တမ်းဆုံးဖြတ်ချက်တွေကိုချလိုက်ကြတဲ့အခါမှာတော့မိမိတို့ရဲ့စိတ်ခံစားမှုတွေနောက်ကိုလိုက်ပြီးတော့မှားယွင်းတဲ့စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုချမှတ်တာကိုဒီစာအုပ်ထဲမှာအထောက်အထားသက်သေဥပမာများစွာနဲ့ကွက်ကွက်ကွင်းကွင်းဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲဒီစာအုပ်လေးကိုစိတ်ဝင်စားနဲ့နားထောင်လိုက်ဖို့ဖိတ်ခေါ်ပါတယ်ဗျာပထမဆုံးဒီစာအုပ်အကြောင်းမပြောခင်မှာမေကွန်းလေးနှစ်ခုလောက်ဖြည့်ကြည့်စေချင်ပါတယ်ပထမမေကွန်းကတော့တကမ္ဘာလုံးမှာသေစေနိုင်တဲ့ယောဂပိုးတွေကူးစက်နေကြတယ်ဆိုပါစို့အဲ့ဒီယောဂပိုးနဲ့ထိတွေ့မိရင်တစ်ပတ်အတွင်းမှာသေမှာဖြစ်ပြီးယောဂကူးစက်နိုင်ရကြီး1000ပုံတစ်ပုံရှိပါတယ်တကယ်လို့ယောဂကူးစက်နိုင်ကြီးကိုတုံညအထိရောက်အောင်ကာကွယ်ပေးနိုင်တဲ့ဆေးရှိတယ်ဆိုရင်အဲ့ဒီဆေးအတွက်ပတ်စံဘယ်လောက်ပေးခြင်းစိတ်ရှိမလဲဟုတ်ပြီဒုတိယမေကွန်းကိုအလုပ်ရှင်ကယောဂကူးစက်မှုနှုန်းမြင့်မားနေတဲ့ဒေသကိုစုံစမ်းစစ်ဆေးရေးလုပ်ဖို့ကိုယ့်ကိုလွှတ်ချင်နေတယ်။ယောဂကူးစက်နိုင်ကြီးကလည်း1000ပုံတစ်ပုံရှိနေသေးပါ။ဒါဆိုရင်အဲ့ဒီအလုပ်တွေကိုတထေးရှိကပတ်စံဘယ်လောက်တောင်းကျင်စိတ်ရှိတယ်လဲ။ဒီမိကုန်းတစ်ခုကိုလူတွေကိုမေးပြီးလေးလာကြည့်တဲ့အခါပထမမိကုန်းကိုဖြေတဲ့လူတွေဟာသူတို့အသက်ကိုကဲတင်ပေးနိုင်တဲ့ကာကွယ်ဆေးအတွက်ပတ်စံနည်းနည်းပဲသုံးကျင်စိတ်ရှိကြတာကိုတွေ့ရပါတယ်။ဒုတိယမိကုန်းကိုဖြေတဲ့အခါမှာတော့လူတွေဟာအလုပ်ရှင်စီကနေများပြားလာတဲ့နစ်နာကြေးရမှသာအဲ့ဒီဒေတာကိုသွားမယ်လို့ဖြေခဲ့တာတွေ့ရပါတယ်။တကယ်တော့တာမန်စီးပွားရေးမျက်လုံးနဲ့ကြည့်ရင်ဒီမိကွန်းနှစ်ခုရဲ့နှစ်သာရဟာအတူတူပါပဲ။မိကွန်းနှစ်ခုလုံးဟာကိုယ့်အသက်သေးဆုံးနိုင်ကြီး1000ပုံတစ်ပုံရှိတဲ့အခြေအနေဟာပတ်စံဘယ်လောက်နဲ့တန်ဖိုးညီမျှတယ်လဲလို့မေးချင်တာပါပဲ။ဒါပေမဲ့လည်းမိကွန်းနှစ်ခုရဲ့အဖြေတွေကတော့အင်မတန်ကွာခြားနေတာကိုတွေ့ရပါတယ်။ဒါဟာဒီစာအုပ်ရဲ့နာမည်ဖြစ်တဲ့မလျော်မကန်တဲ့အပြုမူသို့မဟုတ်သဘာဝမကျတဲ့အပြုမူတွေကိုပြုလုပ်ခြင်းmisbehaving ပဲဖြစ်ပါတယ်ဒီစာအုပ်မှာတမယိုးကျစီးပွားရေးအယူအဆတွေနဲ့ကွဲလွဲနေတဲ့လူသားတွေရဲ့တဘာဝမကျတဲ့အမှုအကျင့်နဲ့ဆုံးဖြတ်ချက်တွေကိုလေ့လာရမှာဖြစ်ပါတယ်ဒီလိုတဘာဝမကျတဲ့အပြုအမူ misbehavior တွေကိုလေ့လာတဲ့ဘာသာရပ်ကိုတော့အမှုအကျင့်ဆိုင်ရာစီးပွားရေးပညာ behavior economics လို့ခေါ်ပါတယ်တမယိုးကျစီးပွားရေးပညာရှင်တွေကတော့လူတိုင်းဟာစင်ကျင်တုံတရားရှိပြီးတဘာဝကျကျဆုံးဖြတ်တတ်ကြလိမ့်မယ်လို့ယူဆထားကြတာပါဒါပေမဲ့behavior economics ပညာရှင်တွေကတော့အဲ့ဒီလိုတမယိုးကျအမြင်တွေကနေဖောက်ထွက်ပြီးဈေးကွက်ကိုလေ့လာနိုင်ကြသူတွေဖြစ်ပါတယ်။တကယ်တော့လူတွေဟာအမြဲတမ်းသဘာဝကျကျစဉ်းစားနိုင်ကြသူတွေမဟုတ်ပါဘူး။လူသားတွေရဲ့နေ့စဉ်ဘဝမှာသဘာဝမကျတဲ့ဆုံးဖြတ်ချက်တွေကိုမကြာခဏချမိတတ်ကြပါတယ်။ဒါကြောင့်လူတွေရဲ့အပြုအမူကိုအမှန်တကယ်နားလည်ခြင်းနဲ့ဆိုရင်သဘာဝမကျတဲ့ဗတ်ချမ်းကိုလည်းမြင်အောင်ကြည့်နိုင်ရပါလိမ့်မယ်။ဒီနေ့လေ့လာမယ့် misbehaving စာအုပ်ကbehavior economics နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့သုတေသနတွေနဲ့အခြေခံသဘာဝတရားတွေကိုဖော်ပြပေးထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဒီစာအုပ်ဟာစိတ်ဝင်စားစရာကောင်းတဲ့ behavior economics နယ်ပယ်ကိုကြက်ကြဲပြန့်ပြန့်နားလည်သွားအောင်ကူညီပေးမယ့်စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ဒီစာအုပ်ရဲ့စာရေးသူနာမည်ကတော့ Richard Taylor ပဲဖြစ်ပါတယ်။ Richard Taylor ဟာ behavior economics နယ်ပယ်မှာထင်ရှားတဲ့ဦးဆောင်သူတစ်ယောက်ဖြစ်ပြီး2018ခုနှစ်ရဲ့စီးပွားရေးဆိုင်ရာနိုဘယ်ဆုကိုဆွတ်ခူးရရှိခဲ့သူလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ Taylor ဟာချီကာဂိုစီးပွားရေးတက္ကသိုလ်မှာbehavior science and economics ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။သူဟာနိုင်ငံတော်အဆင့်စီးပွားရေးသုတေသနစီမံကိန်းတွေရဲ့တွဲဖက်ဒါရိုက်တာတူလည်းဖြစ်ပါတယ်။ behaving စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုတော့အခန်း3ခန်းခွဲခြားပြီးတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။အခန်း1တမယိုးကျစီးပွားရေး theory တို့၏အားနည်းချက်များအခန်း2 behavior economics ၏အခြေခံ theory များအခန်း3 behavior economics ၏အကျိုးကျေးဇူးများဖြစ်ပါတယ်။ကဲအခန်း1စလိုက်ကြရအောင်အခန်း1တမယိုးကျစီးပွားရေး theory တို့၏အားနည်းချက်များစာရေးသူတဲလာကျောင်းစရာဖြစ်ခါစားတော့ကကျောင်းသားတွေကသူ့ရဲ့သင်ကြားပုံကိုမကြိုက်ကြပါဘူးကျောင်းသားတွေကတဲလာရဲ့သင်ပြပုံကိုကြိုက်ပေမဲ့စာမေးပွဲစစ်ဆေးပုံကိုမကြိုက်ကြခြင်းဖြစ်ပါတယ်တဲလာကကျောင်းသားတွေကိုအစစ်စစ်ခွဲထုတ်နိုင်ဖို့အတွက်စာမေးပွဲတွေထဲမှာအရန်ခတ်တဲ့မေးခွန်းတချို့ထည့်ထားလေးရှိပါတယ်ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ထိတ်တန်းအဆင့်ကျောင်းသားတွေသာသိရှိနိုင်မှာပါဒီတော့စာမေးပွဲရမှတ်တွေဟာအမျိုးမျိုးကွဲပြားသွားပြီးကျောင်းသားတွေဟာပြပြအမှတ်82မှတ်လောက်သာရရှိလေရှိပါတယ်ဒီလိုမေးခွန်းခက်ခက်တွေကြောင့်အမှတ်80ကျော်ပဲရတာကိုကျောင်းသားတွေကမကြိုက်ကြခြင်းဖြစ်ပါတယ်တဲလာကကျောင်းသားတွေသူ့ကိုသဘောကျအောင်လုပ်ချင်ပေမဲ့စာမေးပွဲမေးခွန်းကိုလည်းရှော့မေးခြင်းစိတ်မရှိပါဘူးနောက်ဆုံးမှာတော့တဲလာကစာမေးပွဲတွေရဲ့စုစုပေါင်းအမှတ်ကို100ကနေ138မှတ်ထိတိုးမြှင့်လိုက်ပါတယ်ဒီတော့ကျောင်းသားတွေရဲ့ပြန်ပြရမှတ်ကလည်းအလိုလိုနေ82မှတ်ကနေ96မှတ်ထိတက်သွားပါတယ်တကယ်တော့ရာခိုင်နှုန်းနဲ့ပြန်တွက်ကြည့်ရင်100မှာ82ရတာနဲ့
130မှာ96မှတ်ရတာနဲ့အတူတူပါပဲဒါပေမဲ့ចောင်းသားတွေကတော့တယ်လာရဲ့ဆောင်းမိုးပွဲတွေကိုသဘောကျသွားတာကိုတွေ့ရှိခဲ့ရပါတယ်တယ်လာဟာဒီဖြစ်ရက်နဲ့အလားတူဖြစ်ရက်ပေါင်းမြောက်များစွာကိုလည်းသတိထားမိခဲ့တာကြောင့်လူတွေရဲ့သဘာဝမကျတဲ့အပြုအမူတွေကိုစည်ရင်းပြုစုထားခဲ့ပါတယ်တခါတော့ကလည်းတယ်လာနဲ့သူ့တငယ်ချင်းဂျဖာရီတို့ဟာဘတ်စကတ်ဘောပွဲသွကြည့်ဖို့လက်မှတ်2ဆောင်ဝယ်ထားခဲ့ကြပါတယ်ဒါပေမဲ့ပြိုင်ပွဲနေ့မှာနှင်းမုန်တိုင်းတစ်ခုတိုက်ခတ်နေပြီးအားကစားရုံကိုရောက်ဖို့လဲတနာရီလောက်ကားမောင်းသွားမှာဖြစ်ပါတယ်ဒါကြောင့်တယ်လာကအိမ်မှာပဲနေလိုက်တော့မယ်လို့တွေးခဲ့ပေမဲ့ဂျက်ဖရီကတော့ဒီလောက်ဈေးကြီးတဲ့လက်မှတ်တွေဝယ်ထားပြီးမှမကြည့်ဖြစ်ရင်နှမျောစရာကောင်းတယ်လို့ယူဆတာကြောင့်မရရအောင်သွားဖို့တိုက်တွန်းခဲ့တာကိုတွေ့ရပါတယ်။တမယိုးကြစီးပွားရေးအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒီလက်မှတ်ဖို့ဟာပြန်မရနိုင်တော့တဲ့ယင်းကြီးမြုပ်နှံမှုမျိုးဖြစ်တာကြောင့်အဆုံးခံလိုက်သင့်ပါတယ်။ဒါပေမဲ့လက်တွေ့ဘဝမှာတော့လူတွေရဲ့ဆုံးဖြတ်ချက်ဟာစီးပွားရေးပညာရှင်တွေရဲ့ theory အတိုင်းမဟုတ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။နောက်ထပ်ဥပမာတစ်ခုကတော့တယ်လာရဲ့တငယ်ချင်းလီနယ်ပဲဖြစ်ပါတယ်။လီနယ်ဟာတခါတော့ကစတိုးဆိုင်မှာ$45တန်ရေဒီယိုတစ်လုံးကိုသဘောကျသွားပါတယ်။ရေဒီယိုကိုဝယ်မလို့တော့မှအယောင်းဝန်ထမ်းကဒီကနေ10မိနစ်လောက်သွားရမယ်သူတို့ရဲ့ဆိုင်ခွဲတစ်ခုမှာဒီရေဒီယိုမျိုးစားကို$35နဲ့ဈေးလျှော့ရောင်းနေတာကိုပြောပြခဲ့ပါတယ်။လီနယ်ဟာချက်ချင်းပဲလျှော့ဈေးနဲ့ရမယ်ဆိုင်ခွဲကိုသွားပြီးရေဒီယိုကိုဝယ်ယူခဲ့တာကိုတွေ့ရပါတယ်။ရက်အနေငယ်မှာတော့လီနယ်ဟာအဲ့ဒီဆိုင်မှာပဲ$495တန်တယ်လီဗီရှင်းကိုဝယ်ယူဖို့တွားရောက်ခဲ့ပြန်ပါတယ်။ဒီချိန်မှာလည်းအယောင်းသမားကဆိုင်ခွဲသစ်မှာ DTV ကို$485နဲ့ရောင်းချပေးနေတယ်လို့ပြောပြပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့လီနယ်ဟာဆိုင်သစ်ကိုအချိန်ကုန်ခံပြီးမသွားတော့ပဲဒီဆိုင်ကနေပဲဝယ်ယူခဲ့တာကိုတွေ့ရပါတယ်။ဒီဖြစ်စဉ်တစ်ခုလုံးမှာ$10ချင်းတက်တာအတူတူဖြစ်ပေမဲ့လီနယ်ဟာမတူညီတဲ့ဆုံးဖြတ်ချက်တွေကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုအပြုမှုတွေကိုတမယိုးကျစီးပွားရေး theory တွေကဖြေရှင်းနိုင်စွမ်းမရှိတော့ပါဘူး။တမယိုးကျစီးပွားရေး theory ရဲ့ပြဿနာကလူတိုင်းဟာတဘာဝကြကြစဉ်းစားချင်းချိန်နိုင်တယ်လို့ယူဆထားခြင်းပဲဖြစ်ပါတယ်။ဒီအချက်ကိုအစပိုင်းမှာတော့ကလည်းပြောခဲ့ပြီးပါပြီ။အခုတော့နည်းနည်းထပ်ပြီးတော့အသေးစိတ်လေ့လာကြည့်ရအောင်ပါ။တမယိုးကျစီးပွားရေးမှာစားသုံးသူတိုင်းဟာသူတို့ဘာလိုချင်တယ်ဆိုတာကိုသေချာသိကြပြီးအကျိုးရှိမရှိစင်ကြယ်နိုင်ကြတယ်လို့ယူဆထားပါတယ်။တကယ်လို့လူတစ်ယောက်ကို$100ပေးပြီးစူပါမားကတ်ကိုလွှတ်လိုက်ရင်ဒီလူဟာသူတကယ်လိုအပ်တဲ့ပစ္စည်းတွေကိုသာအကောင်းဆုံးရွေးချယ်ဝယ်ယူလိမ့်မယ်ဆိုတဲ့သဘောပါ။နောက်ပြီးဒီယူဆအရတဘာဝကြကြစဉ်းစားတတ်တဲ့စားသုံးသူတွေဟာမှားယွင်းတဲ့တင်ကြိုကောက်ချက်ဆွဲမှုတွေမရှိသလိုသူတို့ကိုသူတို့လည်းယုံကြည်မှုရှိပြီးအကျိုးတင်အကြောင်းတင်စဉ်းစားဆင်ခြင်နိုင်ကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့တယ်လာရဲ့အဆိုအရဒီယူဆမှာအားနည်းချက်တွေအများကြီးရှိတယ်လို့ဆိုရပါတယ်။လူတစ်ယောက်ဟာလက်တွေ့ဘဝမှာယာနှုံးပြည့်ကြိုးကြောင်းစီလျော်ဖို့ဘလို့မှမဖြစ်နိုင်ဘူးလို့စာရေးသူကဆိုပါတယ်။အထက်မှာဖော်ပြခဲ့တဲ့လီနေရဲ့ကိစ္စကိုပဲကြည့်ပါ။သူမဟာအခြေအနေကိုနှစ်ခုလုံးမှာ$10တက်တာချင်းတူတူပါပဲ။ဒါပေမဲ့$10ကကုန်ပစ္စည်းရဲ့စုစုပေါင်းတန်ဖိုးထက်အများကြီးနှဲပါနေချိန်မှာသူမဟာဒီဈေးသက်သာမှုကိုဂရုမစိုက်ခဲ့တာကိုတွေ့ရပါလိမ့်မယ်။လူတိုင်းဟာသူတို့အတွက်အကျိုးရှိဆုံးနဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်စွမ်းရှိကြသူတွေမဟုတ်ပါဘူး။ဥပမာအားဖြင့်လူတစ်ယောက်ကိုစူပါမားကတ်မှာဝယ်ချင်တာဝယ်ဖို့ပတ်စံပေးလိုက်ရင်ဒီလူဟာတကယ်သုံးဝင်မဲ့ပစ္စည်းတွေကိုဝယ်ချင်မှဝယ်ပါလိမ့်မယ်။ဈေးဝယ်မှုလို့လွယ်ကူတဲ့အရာမျိုးမှာတော့ဆုံးဖြတ်ချက်တွေမှားကြတယ်ဆိုမှတော့အလောက်ကိုင်းတဲ့အိမ်တော်ရေးတို့လိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေဆိုရင်တော့ပြောနေစရာတော့မလိုတော့ပါဘူး။ဆက်လက်ပြီးတော့အခန်းနဲ့ behavior economics ၏အခြေခံ theory များကိုရှင်းပြမှာဖြစ်ပါတယ်။ဒီခန်းမှာလူသားတွေရဲ့သဘာဝမကျတဲ့ဆုံးဖြတ်ချက်တွေကိုပိုနားလည်နိုင်စေဖို့အတွက် behavior economics ရဲ့အခြေခံသဘောတဘာဝတွေကိုဖော်ပြပါမယ်။ပထမဆုံးသဘောတရားတစ်ခုကတော့ endowment effect လို့ခေါ်တဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့သဘောတရားပါ။ဒီသဘောတရားကတော့လူတွေဟာသူတို့ပိုင်ဆိုင်ပြီးသားအရာတွေကိုမပိုင်ဆိုင်ရသေးတဲ့အရာတွေထက်ပိုတန်ဖိုးထားကြတယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ်။ endowment effect ဟာ2019ခုနှစ်မှာတယ်လာကိုစီးပွားရေးသိပ္ပံဆိုင်ရာနိုဘယ်ဆုရရှိစေခဲ့တဲ့သဘောတရားတစ်ခုလည်းဖြစ်ပါတယ်။ endowment effect ရဲ့ကျေးဇူးကြောင့်လူတွေဟာရရှိမှုနဲ့ဆုံးရှုံးမှုတို့အပေါ်ခံယူပုံချင်းမတူညီကြဘူးဆိုတာကိုသဘောပေါက်နိုင်ခဲ့ပါတယ်။လူတွေဟာမပိုင်ဆိုင်သေးတဲ့အရာတွေကိုရှာဖွေဖို့ထက်ဆိုင်ရင်သူတို့ပိုင်ဆိုင်ပြီးသားအရာတွေကိုမဆုံးရှုံးအောင်ကာကွယ်စောင့်ရှောက်ဖို့သာပိုအားတန်ကြပါတယ်။ဥပမာပြောရရင်$100ကျပြောက်လို့စိတ်မကောင်းဖြစ်ရတာဟာ$100ကောက်ရလို့ပြောတာထက်အများကြီးပိုပြီးပြင်းထန်မှာဖြစ်ပါတယ်။ကျပြောက်သွားတဲ့$100ကကိုယ့်အိတ်ကတ်ထဲရောက်ပြီးသားပတ်စံဖြစ်နေတဲ့အတွက်ဘယ်လိုသုံးလိုက်မယ်ဆိုတာကိုကြိုတင်ပြီးစိတ်ကူးယဉ်ထားပြီးသားဖြစ်နေတာကြောင့်ဆုံးရှုံးသွားချိန်မှာခံစားချက်တွေပိုပြင်းထန်ရခြင်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတယ်လာရဲ့လုပ်ဖော်ကိုင်ဘတ် Richard Rorschach ဆိုတဲ့အဖြစ်အပျက်ကိုလေ့လာကြည့်ပါ။ Rorschach ဟာဝိုင်ပလင်းတွေစုဆောင်းရတာကိုဝါသနာပါသူဖြစ်ပါတယ်။တစ်ချိန်မှာတော့သူဟိုတုန်းကဝယ်ခဲ့တဲ့$10တန်ဝိုင်ပလင်းဟာကာလပေါက်ဈေး$100အထိမြင့်တက်လာခဲ့ပါတယ်။စီးပွားရေးသမားတစ်ယောက်ကအဲ့ဒီဝိုင်ပလင်းကို$100နဲ့ဝယ်ယူဖို့ကမ်းလှမ်းခဲ့ပေမဲ့ Rorschach ကတော့ငြင်းဆန်ခဲ့တာကိုတွေ့ရပါတယ်။တကယ်တော့Rorschachကဒီပလင်းကိုရောင်းပြီးသူလိုချင်တဲ့အချိန်မှာပလင်းအသစ်တော့ဝယ်လိုက်လို့လည်းရတာပါပဲ။ဒါပေမဲ့
ရော့ဆက်အတွက်ကတော့သူပိုင်ဆိုင်ထားပြီးသားဖြစ်တဲ့ဒီဝိုင်ပလင်းဟာစတိုးဆိုင်ကပလင်းအသစ်ထက်ပိုပြီးတော့တန်ဖိုးရှိနေပါတယ်ဒါဟာအထောက်မန် F1 ရဲ့သဘောတရားပါပဲတယ်လာဟာစီးပွားရေးဈေးကွက်မှာအထောက်မန် F1 ရဲ့တက်ရောက်ပုံတွေကိုလည်းလေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်ဥပမာအနေဖြင့် credit card ကုမ္ပဏီကိုလေ့လာကြည့်ပါ credit card တွေကိုစတင်မိတ်ဆက်တဲ့အချိန်မှာကြုံရတဲ့ပြဿနာတစ်ခုကကတ်နဲ့ဈေးဝယ်သူတွေကိုငကိုဈေးထက်အနည်းငယ်ပိုတောင်းအောင်ကိစ္စပါပဲဆိုင်သမားတွေကလည်းကတ်နဲ့ပေးချေမှုအတွက်ဝန်ဆောင်ခကိုဈေးဝယ်သူထံကသာတောင်းခံတဲ့တယ်လို့ထင်ကြသလိုဈေးဝယ်သူတွေကလည်းငကိုဈေးထက်ပိုပေးရမယ်ဆိုရင်ကတ်သုံးကျင်စိတ်ရှိကြမှာမဟုတ်ပါဘူးဒီတော့ credit card ကုမ္ပဏီကသူတို့ရဲ့ကတ်တွေကိုအခမဲ့အသုံးပြုနိုင်တယ်ဆိုတဲ့အနေအထားမျိုးရရှိအောင်အကြံထုတ်ခဲ့ကြရပါတော့တယ်နောက်ပိုင်းမှာတော့ credit card ကုမ္ပဏီတွေနဲ့ဆိုင်သမားတွေကြားမှာသဘောတူညီမှုတစ်ခုရသွားခဲ့ကြပါတယ်အဲ့ဒါကတော့ဈေးဝယ်သူတွေကိုရွေးချယ်စရာနှစ်ခုပေးလိုက်ဖို့ပါပဲဈေးဝယ်သူတွေကို credit card နဲ့ဝယ်ယူရင်ငကိုဈေးအတိုင်းဝယ်ယူနိုင်မှာဖြစ်ပြီးငွေသားနဲ့ပေးရင်တော့ရာခိုင်နှုန်းအနည်းငယ်ရှော့ပေးမယ်လို့ကြေညာလိုက်ပါတယ်တကယ်တော့ငွေသားနဲ့ဝယ်လို့ရှော့ပေးတဲ့ဈေးဟာလည်းအရင်တုန်းကမူလဈေးနှုန်းနဲ့အတူတူပဲဖြစ်ပြီးကတ်နဲ့ဝယ်လို့ပေးရတဲ့ဈေးနှုန်းကိုလည်းမူလဈေးထက်အနည်းငယ်ပိုတင်ထားပြီးသားဖြစ်ပါတယ်နီးလန်းကြစဉ်းစားတတ်တဲ့သူတယောက်တာဆိုရင် credit card နဲ့ဝယ်ရင်ဈေးပိုပေးရတာချင်းအတူတူပဲဆိုတာသိနိုင်ပါလိမ့်မယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့ဈေးဝယ်သူတွေဟာကတ်နဲ့ဝယ်ရင်လည်းပတ်စံပိုမကုန်ဘူးလို့ထင်သွားကြပြီးဒီအစီအစဉ်ကိုသဘောကျနှိမ့်သက်ကြတာကိုတွေ့ခဲ့ရပါတယ်အခုဆက်လက်ပြီး behavior economics ရဲ့ဒုတိယသဘောတရားတစ်ခုဖြစ်တဲ့ mental accounting လို့ခေါ်တဲ့စိတ်ထဲကငွေစည်းရင်းတွေအကြောင်းဖော်ပြပါအောင်မယ်လူတိုင်းရဲ့စိတ်ထဲမှာငွေကြေးကိုမတူညီတဲ့ကဏ္ဍတွေနဲ့ခွဲခြားထားကြပါတယ်တနည်းပြောရရင်တော့စိတ်ထဲမှာဘဏ်အကောင့်အမျိုးမျိုးဖွင့်ထားတယ်လို့ပြောရမှာပေါ့တခါတလေမှာအဲ့ဒီအကောင့်တွေကိုဝင်ငွေပေါ်မူတည်ပြီးခွဲခြားကြသလိုတခါတလေကျတော့လည်းငွေသုံးစွဲမှုအစီအစဉ်အဲ့ဒါအပြင်တခြားအချက်လက်တွေပေါ်မူတည်ပြီးခွဲခြားထားလိမ့်ရှိပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တစ်ခုခုလောက်ခါနေတိုင်းမှာလူတွေဟာသူတို့စိတ်ထဲကဘဏ်အကောင့်တွေထဲကနေထုတ်သုံးတဲ့မသုံးတဲ့စဉ်းစားတတ်ကြပါတယ်ဒီအချက်ကိုပိုနားလည်သွားအောင်ဥပမာတစ်ခုလောက်လေးလာကြည့်ရအောင်တကယ်လို့ကိုကဇပွဲတစ်ခုကိုတွက်ကြည့်ဖို့စီစဉ်ထားကြတယ်ဆိုပါစို့လက်မှတ်ကဇပွဲဝင်ပေါက်ကိုရောက်မှဒေါ်လာ200နဲ့ဝယ်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကိုသွားကန်ဒီမှာဒေါ်လာ200တန်ဖုန်းကတ်ကြပြောက်သွားတယ်ဆိုရင်အဲ့ဒီဇပွဲကိုသွားအောင်မလားစစ်တမ်းကောက်ယူမှုတွေရတော့လူအများစုဟာဒီအခြေအနေမှာအရင်စီစဉ်ထားတဲ့အတိုင်းပဲဇပွဲကိုသွားခဲ့ကြတာကိုတွေ့ရပါတယ်ဒါပေမဲ့အခြေအနေကိုနည်းနည်းပြောင်းကြည့်လိုက်ပါမယ်ဇပွဲကိုသွားကန်ဒီမှာဟိုရောက်ရင်လက်မှတ်ဝယ်ဖို့ဖယ်ထားတဲ့ငွေသားဒေါ်လာ200ပျောက်သွားတယ်ဆိုရင်ရောဇပွဲသွားခြင်းစိတ်ရှိအောင်မလားထူးဆန်းစွာပဲဒီချိန်မှာတော့လူအများစုကဇပွဲမသွားဖို့ဆုံးဖြတ်လိုက်ကြတာကိုတွေ့ရပါတယ်တဘောကြစဉ်းစားတတ်တဲ့လူတယောက်ကတော့ဖုန်းကက်ပျောက်ပျောက်ပတ်စံပျောက်ပျောက်ဒေါ်လာ200ဆုံးရှုံးတာချင်းအတူတူပဲလို့တွေးပါလိမ့်မယ်ဒါပေမဲ့တာမန်လူတွေရဲ့စိတ်ထဲမှာတော့ဖုန်းကက်နဲ့လက်မှတ်ဖို့ဟာသူတို့စိတ်ထဲကမတူညီတဲ့ဘဏ်အကောင့်တွေထဲမှာရှိနေကြတာဖြစ်ပါတယ်ဒါကြောင့်ဖုန်းကက်ပျောက်ခြင်းဟာလက်မှတ်ဝယ်ခြင်းနဲ့ဘာမှမသက်ဆိုင်ဘူးလို့တွေးပြီးဇက်ပွဲကိုတွားကြည့်ကြခြင်းဖြစ်ပါတယ်ဒါပေမဲ့လက်မှတ်ဖို့ဒေါ်လာ200ပျောက်သွားချိန်မှာတော့နောက်ထပ်ဒေါ်လာ200ပေးပြီးပွဲကြည့်မယ်ဆိုရင်တော့ Monday Bank အကောင့်တစ်ခုတည်းကနေပဲစုစုပေါင်းဒေါ်လာ400ကုန်သွားတယ်လို့ခန်းစားကြရပြီးပွဲသွားမကြည့်ဖို့ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်ဒီဥပမာကိုကြည့်ခြင်းအဖြစ် Monday အကောင့်ဒီဟာလူသားတွေရဲ့ဆုံးဖြတ်ချက်တွေကိုကြီးမားတဲ့တက်ရောက်မှုရှိနေတယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ် Monday အကောင့်ဒီနဲ့ဆက်ဆက်နေတဲ့နောက်ထပ်သဘောတရားတစ်ခုကတော့ transaction utility လို့ခေါ်တဲ့ရောင်းဝယ်မှုရဲ့အကျိုးကျေးဇူးကိုစဉ်းစားခြင်းဖြစ်ပါတယ်လူတွေဟာကုန်ပစ္စည်းတစ်ခုကိုကိုမှန်းထားတာထက်ပိုတက်တာတဲ့ဈေးနဲ့ရမယ်ဆိုရင် transaction utility ကောင်းတယ်လို့သတ်မှတ်ကြပြီးကိုမှန်းထားတဲ့ဈေးထက်ပိုများနေတယ်ဆိုရင်တော့ transaction utility မကောင်းဘူးလို့သတ်မှတ်လေရှိကြပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဥပမာတစ်ခုလောက်အရင်လေ့လာကြရအောင်ပါတခါတော့တယ်လာရဲ့တငယ်ချင်းမာယာဟာသူမရဲ့2ယောက်အိတ်ကရင်အတွက်အိယာကင်းတော့ဝယ်ပါတယ်စတိုးဆိုင်ကိုရောက်တော့သူမဝယ်ဖို့စဉ်းစားထားတဲ့အိယာကင်းကို discount ချနေတာတွေ့ရပါတယ်ပုံမှန်အချိန်မှာဆိုရင်အကြီးဆုံးကင်းဆိုင်အတွက်ဒေါ်လာ300အလက်စားကွင်းဆိုင်အတွက်ဒေါ်လာ250နဲ့တာမန်2ယောက်အိတ်အတွက်ဒေါ်လာ200ပေးရမှာဖြစ်ပါတယ်အခုချိန်မှာတော့ဘယ်ဆိုင်ကိုပဲယူဒေါ်လာ150ဆိုပြီးတော့ဈေးလျှော့ရောင်းပေးနေပါတယ်အဲ့ဒီချိန်မှာမာယာဟာသူမရဲ့ဂရင်နဲ့မတော်မှန်းသိရတဲ့အကြီးဆုံးကင်းဆိုင်အိယာကင်းကိုဝယ်ယူခဲ့တာတွေ့ရပါတယ်မာယာဟာဒီလိုဆုံးဖြတ်ချက်ကိုဘာဖြစ်လို့ချမှတ်မိတာလဲတယ်လာရဲ့အဆိုအရလူတွေကြွတင်မျှော်မှန်းထားတဲ့ဈေးနှုန်းနဲ့တကယ်ပေးရမယ့်ဈေးနှုန်းကြားကကွာဟချက်ကရောင်းဝယ်မှုဆိုင်ရာဆုံးဖြတ်ချက်ကိုတက်ရောက်မှုရှိတယ်လို့သိရပါတယ်ဒီဈေးနှုန်းနှစ်ခုကြားမှာကွာခြားချက်ကြီးလေလေကစတမာတွေကတန်တယ်လို့ထင်လေလေပါပဲသဘောကျစဉ်းစားတတ်တဲ့သူဆိုရင်သူကရင်နဲ့မဆန့်တဲ့အိယာကင်းကိုဝယ်မှာမဟုတ်ပါဘူးဒါပေမဲ့မာယာလိုတာမန်လူတယောက်အတွက်တော့ကင်းဆိုင်အိယာကင်းကသူမှန်းထားတဲ့ဈေးထက်အများကြီးသက်သာနေပြီး transaction utility တိတ်ကောင်းနေတာကြောင့်အိယာနဲ့မတော်မှန်းသိရတဲ့ဝယ်ယူဖို့ဆုံးဖြတ်ခဲ့တာကိုတွေ့ရမှာပါနောက်ဆုံးအနေနဲ့ behavior economics ရဲ့တတိယသဘောတရားတစ်ခုဖြစ်တဲ့ကိုထိန်းချုပ်နိုင်စွမ်း self control အကြောင်းလေ့လာကြည့်ရအောင်ပါ
တမယိုးကျစီးပွားရေးပညာရပ်မှာလူတွေဟာသူတို့ကိုသူတို့ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိတယ်လို့သတ်မှတ်ထားကြပါတယ်စီးပွားရေးပညာရှင်အများစုရဲ့ theory တွေလေ့လာကြည့်လိုက်ရင်လည်းအဲ့ဒီအယူဆအတိုင်းပဲဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဥပမာအဖြစ်ဗီတိန်စီးပွားရေးပညာရှင်ဂျွန်ကန်နက်စ်ရဲ့မိသားစုအတွင်းငွေကြေးသုံးစွဲမှုအယူဆကိုကြည့်ပါကန်နက်စ်ကမိသားစုတစုဟာဝင်ငွေဒေါ်လာ1000ပိုလာခဲ့မယ်ဆိုရင်ပိုရလာတဲ့ငွေကိုအချိုးကျသုံးစွဲလိမ့်မယ်လို့ဆိုပါတယ်ဥပမာအဖြစ်ဒီမိသားစုဟာသူတို့ဝင်ငွေရဲ့95%ကိုသုံးနေကြဆိုရင်ဒေါ်လာ950သုံးစွဲမှာဖြစ်ပြီးဒေါ်လာ90ကိုစုထားလိမ့်မယ်လို့ကန်နက်စ်ယူဆထားတာဖြစ်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာအဲ့ဒီလိုဟုတ်ပါမလားဒါနဲ့ပတ်သက်ပြီးတေလာကသူ့ကိုယ်တွေ့ဇလန်တစ်ပုဒ်ကိုခုလိုပြောပြထားပါတယ်တနေ့မှာတေလာဟာသူ့တငယ်ချင်းစီးပွားရေးပညာရှင်တွေကိုညစာစားဖို့ဖိတ်ခေါ်ထားပါတယ်ညစာအစင်သစ်မဖြစ်သေးခင်မှာအပြင်းပြေစားဖို့အတွက်လဲတီဟိုစီပကံတစ်ခုကိုတက်ခင်းအခန့်ထားပါတယ်ဒါပေမဲ့9မိနစ်အတွင်းမှာပဲတီဟိုစီပကံတစ်ဝက်လောက်ကုန်သွားတာကိုတွေ့လိုက်ရပါတယ်တကယ်လို့ဒါဒီပုံစံအတိုင်းဆက်စားနေမယ်ဆိုရင်ဘယ်သူမှညစာစားနိုင်ကြတော့မှာမဟုတ်တဲ့အတွက်တေလာကတီဟိုစီပကံကိုတင်လိုက်ရပါတော့တယ်ဒီလိုတင်လိုက်လို့ဧည့်သည်တွေကစိတ်မဆိုးတဲ့အပြင်ကျေးဇူးတော်တင်ကြပါသေးတယ်ဘာလို့လဲဆိုတော့ဒီပကံသာဆက်ရှိနေရင်သူတို့ကိုသူတို့မထိန်နိုင်ပဲစားမိနေကြအောင်မှမို့လို့ပါနောက်ပိုင်းမှာတေလာကကိုထိန်ချုံမှု self control နဲ့ပတ်သက်ပြီးပလန်နာဒေါဆိုတဲ့သဘောတရားကိုထုတ်ဖော်နိုင်ခဲ့ပါတယ်ဒီသဘောတရားကလူတိုင်းရဲ့စိတ်ထဲမှာမတူညီတဲ့လူနှစ်ယောက်ရှိနေတယ်လို့ဆိုပါတယ်တယောက်ကရှေ့ရေးကိုမျှော်တွေးပြီးအစီအစဉ်ချတတ်တဲ့ပလန်နာဖြစ်ပြီးနောက်တစ်ယောက်ကတော့ပြစ္ဆုတ်ပန်တွေကိုပဲစိတ်ဝင်စားတဲ့ဒေါဖြစ်ပါတယ်ပိုရှင်းတော့အောင်ပလန်နာနဲ့ဒေါတို့ရဲ့ပတ်သက်တဲ့ဥပမာတစ်ခုလောက်လေ့လာကြည့်ရအောင်ဟာရီဆိုတဲ့လူတစ်ယောက်ကမြို့နဲ့ဝေးတဲ့နေရာတစ်ခုမှာတယောက်တည်းစခန်းချနေပြီးနောက်ထပ်10ရက်အတွင်းအိမ်ပြန်လို့မရဘူးလို့ဆိုကြပါစို့ကံမကောင်းစွာနဲ့ပဲသူပါလာတဲ့အစားအသောက်တွေကိုလည်းဝုံဝန်တကောင်ကစားတောက်သွားတာကြောင့်သူ့မှာအာဟာရချောကလက်တောက်10တောက်ပဲကျန်ပါတော့တယ်ဟာရီရဲ့စိတ်ထဲမှာပလန်နာကတော့ရေရှည်ကိုတွေးပြီးတနေ့ကိုချောကလက်တစ်တောက်ပဲစားဖို့ဆုံးဖြတ်ထားပါတယ်ဒါပေမဲ့သူ့စိတ်ထဲကဒေါက10တောက်လုံးကိုတစ်ထိုင်နဲ့စားဖို့တိုက်တွန်းနေပြန်မယ်ဒါဆိုရင်ဟာရီဟာသူ့ကိုယ်သူဘယ်လိုထိန်းချုပ်မလဲတေလာကတော့ဒီလိုအခြေအနေမျိုးမှာဒေါရဲ့အလိုတိုင်းမဖြစ်အောင်နိဗျူဟာကြကြထိန်းချုပ်နိုင်ဖို့လိုတယ်လို့အကြံပေးထားပါတယ်ဥပမာအဖြစ်နိပညာပိုင်းအရာသာဖြစ်နိုင်ခဲ့မယ်ဆိုရင်အကန့်10ကန့်ပါပြီးတနေ့ကိုတကန့်ပဲတကားပွင့်အောင် program ဆွဲထားတဲ့တစ်တာမျိုးတဲ့ချောကလက်10တောက်ကိုထည့်ထားတာမျိုးပေါ့ဒါဆိုရင်ဒေါရဲ့တိုက်တွန်းမှုကိုနားယောင်ပြီးမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေပြုလုပ်မိမှစိုးရင်စရာမလိုတော့ပါဘူးအခုဆိုရင် behavior economics ရဲ့အခြေခံသဘောတရား3ခုဖြစ်တဲ့ endowment effects mental accounting နဲ့ self control တို့အကြောင်းကိုဖော်ပြခဲ့ပြီးပါပြီဒီသဘောတရားတွေကလူသားတို့ရဲ့ပြုမှုတတ်တဲ့သုံးသက်ရာကနေထွက်ပေါ်လာတာဖြစ်ပါတယ်ဒီသဘောတရားတွေဟာစီးပွားရေးနယ်ပယ်မှာသာမကနေ့စဉ်ဘဝရဲ့ဆုံးဖြတ်ချက်တွေမှာလည်းဉာဏ်ရှိရင်ရှိသလိုအသုံးချနိုင်မဲ့သဘောတရားတွေဖြစ်ပါတယ်ဆက်လက်ပြီးတော့အခန်း3ဖြစ်တဲ့ behavior economics ရဲ့အကျိုးကျေးဇူးများရှင်းတဲ့ခန်းမှာ behavior economics ရဲ့သဘောတဘာဝတွေကိုနားလည်အောင်ရှင်းပြခဲ့ပြီးပါပြီဒီခန်းမှာတော့ behavior economics ကလက်တွေ့ဘဝမှာလူသားတွေကိုဘယ်လိုကူညီနိုင်တယ်ဆိုတာကိုဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ behavior economics ကလူတဦးချင်းစီရဲ့ဆုံးဖြတ်ချက်တွေကိုပိုကောင်းအောင်ကူညီနိုင်ပုံကိုလေ့လာကြည့်အောင်တေလာဟာတခါတော့က saving more tomorrow ဆိုတဲ့အစီအစဉ်တစ်ခုကိုမိတ်ဆက်ပေးခဲ့မှုပါတယ်ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်ကလူတွေကိုသူတို့ပင်စင်ယူချိန်အတွက်ပတ်စံပိုစုဆောင်းနိုင်စေဖို့ဖြစ်ပါတယ်တေလာကလူတွေဘာကြောင့်လုံလုံလောက်လောက်ပတ်စံမစုမိရတယ်လဲဆိုတဲ့အကြောင်းရင်းတွေကိုစရင်ပြုစုကြည့်တဲ့အခါအတားအဆီး၃ခုကိုတွေ့တွေ့ပါတယ်ဒါကြောင့်သူတို့ရဲ့အစီအစဉ်မှာဒီအတားအဆီးတွေကိုဖျက်ချော်နိုင်အောင်ကူညီပေးဖို့ကြိုးစားခဲ့ပါတယ်ပထမအတားအဆီးကတော့ငွေစုဖို့လေးဖင့်နှောင့်နှေးနေခြင်းဖြစ်ပါတယ်လူတိုင်းဟာသူတို့ရဲ့ဦးစားမင်းစာကိုစုဆောင်းသင့်တယ်လို့နားလည်ကြပေမဲ့လက်တွေ့လုပ်ဖို့တော့အချိန်ဆွဲနေတတ်ကြပါတယ်ဒီအခက်အခဲကိုကျော်လွှားနိုင်ဖို့အတွက်လူတွေကိုပင်စင်စုငွေအစီအစဉ်နဲ့အလိုလျောက်ပါဝင်နိုင်စွမ်းရှိအောင်လုပ်ပေးသင့်တယ်လို့တေလာကတိုက်တွန်းခဲ့ပါတယ်ဒီလိုလုပ်ပေးခြင်းအဖြစ်ပတ်စံစုဖို့အချိန်ဆွဲနေတဲ့ပြဿနာကိုကျော်သွားနိုင်မှာဖြစ်ပါတယ်ဒုတိယအတားအဆီးကတော့အဆုံးရှုံးမခံလိုခြင်းဖြစ်ပါတယ်လူတွေဟာစုဆောင်းငွေကိုလစာတဲကနေခွဲပေးလိုက်ရမှာမလိုလားကြပါဘူးလစာတဲကနေရော့သွားတဲ့ပတ်စံဟာသူတို့ရဲ့စုဆောင်းငွေအကောက်ထဲကိုရောက်သွားမယ်ဆိုတာသိနေပေမဲ့လည်းဆုံးရှုံးသွားတယ်လို့ခံစားရတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်ဝန်ထမ်းတွေကိုသူတို့ရဲ့လစာတဲကနေရော့မသွားဘူးလို့ခံစားရအောင်လုပ်ပေးနိုင်မှသာပတ်စံစုကျင်စိတ်ကိုဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်တတိယအတားအဆီးကတော့ကိုထိန်းချုပ်နိုင်စွမ်းဖြစ်ပါတယ်ဥပမာအဖြစ်ကလေးတယောက်ကိုမနက်ဖြန်နေ့လယ်2နာရီမှာတကြားလုံးတစ်လုံးယူမလားသို့မဟုတ်မနက်ဖြန်နေ့လယ်2နာရီ15မိနစ်မှာတကြားလုံး2လုံးယူမလားလို့မေးလာရင်2နာရီ15မိနစ်မှာ2လုံးယူဖို့ရွေးချယ်ပါလိမ့်မယ်ဒါပေမဲ့အခုချက်ချင်းတကြားလုံးတစ်လုံးယူမလားနောက်15မိနစ်နေရင်တကြားလုံး2လုံးယူမလားလို့မေးလာရင်တော့ကလေးများစုကနောက်ထပ်15မိနစ်ကိုမစောင့်နိုင်ကြတာကိုတွေ့ရပါတယ်ဒီသဘောတရားကိုပစ္စုပန်အပေါ်ရင်းရိုင်မှု present bias လို့ခေါ်ပါတယ်အလားတူပဲငွေစုတဲ့နေရာမှာလဲချက်ချင်း
ပတ်စံပေးရမယ်ဆိုရင်စုဆောင်းခြင်းစိတ်သိရှိကြမှာမဟုတ်ပါဘူးတကယ်လို့အနာဂတ်ကြမှာပတ်စံကုန်ရမယ်လို့ပြောလိုက်ရင်တော့ငွေများများစုဖို့သဘောတူနိုင်ခြေပိုများပါတယ်ဒါကြောင့်တေလာကလူတွေကိုအခုချက်ချင်းပတ်စံစုမလားဒါမှမဟုတ်နောက်ထပ်လစာတိုးတဲ့အချိန်ကျမှစုဆောင်းငွေကိုဖြည်းဖြည်းချင်းတိုးသွားမလားဆိုပြီးရွေးချယ်ခွင့်ပေးလိုက်ပါတယ်ဒါဆိုရင်တော့အနာဂတ်မှာလစာတိုးလာမှပတ်စံတိုးစုရမှာဖြစ်တယ်လို့အခုချက်ချင်းပတ်စံပေးစရာလည်းမလိုသေးဘူးဆိုတဲ့အသည့်ကြောင့်လူတွေဟာ present bias ကိုကျော်လွှားနိုင်စွမ်းရှိသွားလိမ့်မယ်လို့တေလာကဆိုပါတယ်တေလာရဲ့အစီအစဉ်ဟာထိရောက်မှုရှိပါမလားဆိုတာကိုလက်တွေ့ဥပမာတစ်ခုနဲ့လေ့လာကြည့်ရအောင်ကုမ္ပဏီတစ်ခုဟာသူတို့ရဲ့ဝန်ထမ်းတွေကိုပင်စင်စားစရိတ်စုဆောင်းမှုအတွက်အစီအစဉ်တစ်ခုကိုမိတ်ဆက်ခဲ့ပါတယ်ဒါပေမဲ့ဒီအစီအစဉ်ကိုလစာနည်းတဲ့အလုပ်သမားအများစုကကန့်ကွက်ခဲ့တာကြောင့်အကောင့်ထဲပေါ်ဖို့အခက်အခဲဖြစ်နေပါတယ်ဒါကြောင့်ကုမ္ပဏီကဒီပြဿနာကိုကူညီဖြေရှင်းပေးဖို့အတွက်အတိုင်ပင်ခံတယောက်ကိုငှားရမ်းခဲ့ပါတယ်အတိုင်ပင်ခံကဝန်ထမ်းတွေကိုလစာရဲ့9%စုဆောင်းမှုတိုက်တွန်းတဲ့အခါမှာဝန်ထမ်းတွေရဲ့3ပုံ2ပုံလောက်ကကန့်ကွက်ခဲ့ကြပါတယ်ဒါပေမဲ့အတိုင်ပင်ခံကအနာဂတ်မှာလစာတိုးတိုင်းစုဆောင်းငွေကိုတိုးသွားမယ့်အစီအစဉ်ကိုအကြံပြုတဲ့အခါမှာတော့အလုပ်သမားတွေရဲ့88%ကသဘောတူခဲ့ကြတာကိုတွေ့ရပါတယ်ဒီအစီအစဉ်အရလစာတိုးမြင့်မှု4ချိန်ရှိခဲ့ရင်စုဆောင်းငွေကိုလည်း4ချိန်တိုးမြင့်သွားမှာဖြစ်ပါတယ်3နှစ်ခွဲလောက်ကြာပြီးတဲ့အချိန်မှာတော့အလုပ်သမားတွေကသူတို့ရဲ့စုဆောင်းငွေပမာဏကို4ချိန်တိုးမြင့်နိုင်ခဲ့ကြပြီးလစာငွေရဲ့3.5%ကနေ73.6%အထိတိုးမြင့်စုဆောင်းနိုင်ခဲ့ကြတာကိုတွေ့ရပါတယ်ဒါပေမဲ့အစပိုင်းမှာတော့9%နဲ့စုဆောင်းခဲ့တဲ့ဝန်ထမ်းတွေကတော့3နှစ်ခွဲကြာတဲ့အထိစုငွေပမာဏတိုးတက်လာခြင်းမရှိတာတွေ့ခဲ့ရပါတယ်ဒီအဖြစ်အပျက်ကိုလေ့လာကြည့်လိုက်ရင် behavior economics ဟာလူတဦးချင်းစီရဲ့အပြုအမူတွေကိုပြောင်းလဲပုံဖော်ပေးနိုင်စွမ်းရှိပြီးမူဝါဒပိုင်းဆိုင်ရာအဆင့်အထိကျင့်သုံးနိုင်တာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်လည်းဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ Nigel တို့ဟာသူတို့ရဲ့ညွန့်ပေါင်းအစိုးရအဖွဲ့ကို behavioral economics နဲ့အကူအညီပေးဖို့တယ်လာကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ်ပြည်ထောင်စုဘုရင်မကြီးရဲ့အခွန်အကောက်ကိစ္စတွေကိုစီမံပေးရတဲ့ HMRC ဌာနဟာလည်းတယ်လာရဲ့အကူအညီကိုရယူခဲ့ပူးပါတယ် UK မှာအခွန်တန်းပြည်သူတွေဟာသူတို့ပေးရမယ့်အခွန်အကောက်တွေကိုဇန်နဝါရီလ31ရက်နေ့နဲ့ဇူလိုင်လ31ရက်နေ့နောက်ဆုံးထားပြီးတော့ပေးဆောင်ဖို့သတ်မှတ်ထားပါတယ်တကယ်လို့ဒုတိယသတ်မှတ်ရက်ကိုကျော်သွားပြီဆိုရင်တော့စာနဲ့ဖြစ်စီဖုန်းနဲ့ဖြစ်စီအကြောင်းကြားပြီးနောက်ဆုံးမှာဥပဒေအရအရေးယူမှာဖြစ်ပါတယ်အခွန်နဲ့ပတ်သက်တဲ့ဥပဒေတွေဟာတိတ်ပြင်းထန်တာကြောင့် HMRC ဟာဒီဥပဒေတွေကိုတက်နိုင်သလောက်အသုံးမပြုရမယ့်နည်းလမ်းကိုရှာဖွေနေခဲ့ကြတာဖြစ်ပါတယ်တတိပိအကြောင်းကြားစာပေးပို့ခြင်းဟာလူတွေကိုအခွန်စော်အောင်လှုပ်ဆော်ပေးနိုင်လိမ့်မယ်လို့ HMRC ကယူဆခဲ့ကြပေမဲ့ထင်သလောက်အလုံးမဖြစ်တာကိုတွေ့ရပါတယ်ဒီပြဿနာကိုဖြေရှင်းနိုင်မှုအတွက်တယ်လာနဲ့အဖွဲ့သားတွေဟာစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်တယ်လာတို့ကပြည်သူတွေကိုပေးပို့တဲ့တတိပိအကြောင်းကြားစာတွေထဲမှာဒီအခွန်တွေကိုဘယ်လိုပြန်လည်အသုံးပြုမယ်ဆိုတဲ့အကြောင်းရှင်းလင်းရေးသားခဲ့သလို UK မှာရှိတဲ့ပြည်သူအများစုဟာအခွန်ကိုအချိန်မီပေးဆောင်ကြပါတယ်သင်ဟာအခုချိန်မှာအချိန်မီအခွန်မဆောင်တဲ့လူနည်းစုတဲကတယောက်ဖြစ်နေပါတယ်ဆိုတဲ့စာကြောင်းလေးတစ်ကြောင်းကိုလည်းစာရဲ့အဆုံးမှာထည့်သွင်းရေးသားခဲ့ပါတယ်လူအများစုကအခွန်ပေးနေပြီးငါကတော့အခွန်မပေးတဲ့လူနည်းစုထဲမှာပါနေပါသလားဆိုတာကိုအသိပေးနိုင်မှုကြောင့်ဒီစာဟာတော်တော်လေးထိရောက်မှုရှိခဲ့တာကိုတွေ့ကြရပါတယ်ဒီစာရဲ့အကူအညီကြောင့်နောက်ထပ်23ရက်အတွင်းမှာအခွန်ဆောင်သူ9%ထပ်တိုးလာခဲ့ပြီး HMRC ရဲ့ဝင်ငွေဟာပေါင်9သန်းအထိတိုးတက်သွားခဲ့တာကိုတွေ့ရပါတယ်အစိုးရကငွေကုန်ကြေးကျခံကြမလို့ပဲစာလေးတစ်ကြောင်းပဲထပ်ရေးလိုက်ရုံနဲ့ကြီးမားတဲ့ရလဒ်ကိုရခဲ့တာဖြစ်ပါတယ်ဒါကလူသားတွေရဲ့အမှုကျင့်ပေါ်အခြေခံတဲ့ behavior economics ရဲ့အံ့ဩစရာစွမ်းပကားပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ misbehaving စာအုပ်မှာအမှုကျင့်ဆိုင်ရာစီးပွားရေးပညာရပ် behavior economics အကြောင်းကိုလေ့လာခဲ့ကြပြီဖြစ်ပါတယ်ဒီစာအုပ်ရဲ့ပထမအခန်းမှာသမယိုးကျ traditional economics အယူဆတွေရဲ့အားနည်းချက်တွေကိုလေ့လာခဲ့ရမှာဖြစ်ပါတယ်ဒုတိယအခန်းမှာတော့ traditional economics ရဲ့အယူဆတွေကိုစိန်ခေါ်လာတဲ့ behavioral economics ရဲ့အခြေခံသဘောတရားတွေကိုဖော်ပြခဲ့ပါတယ်တတိယအခန်းမှာတော့ behavioral economics ကလူတဦးချင်းစီကိုရောနိုင်ငံအဆင့်မူဝါဒပိုင်းဆိုင်ရာတွေကိုပါကူညီပေးနိုင်ပုံတွေကိုလေ့လာဖတ်ရှုခဲ့ရမှာဖြစ်ပါတယ်ဒီစာအုပ်လေးကိုနားထောင်ပြီးတကယ်ချင်းတို့ခန်းစားရတဲ့ခန်းစားမှုလေးတွေဘူးတုတာလေးတွေတစ်ခုခုလောက် comment မှာရေးခဲ့ပေးစီခြင်းပါတယ်နောက်ထပ်မှာလည်းဒီထက်ကောင်းမွန်တဲ့တန်ဖိုးရှိတဲ့ဘာသာပြန်စာအုပ်ကောင်းတွေကိုဆက်လက်ပြီးတော့အစဉ်တစိုက်စူးစမ်းပန်းစားတင်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်မျှော်ပေးကြပါအောင်နော်နားထောင်ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်